run. အားလုံးပဲမင်္ဂလာပါကျွန်တော်တို့တွေဇာတ်ကောင်ပြုတ်ပြီးဆိုတော့ကျွန်တော်တို့တွေခရီးသွားဘလော့လေးရိုက်ထားပါတယ်ခင်ဗျာဒါကတော့ကြိုက်ခမီကြီးလေးဖျားကိုသွားနေတာဖြစ်ပါတယ်ကျွန်တော်လေးမော်လမြိုင်မှာတုံးနေရှိပြီပေါ့နော်ကြိုက်ခမီကြီးလေးဖျားတစ်ခေါက်ပါမရောက်ဖို့သေးဘူးအခုပထမဆုံးအတွေ့အကြုံလေးကိုကျွန်တော်မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့အားပေးပါဦးမှာအရန်ကိုပြောစရာကောင်းခဲ့ပါတယ်ခင်ဗျာလိုက်ပို့ပေးတဲ့အမိုးလည်းကျေးဇူးပါကျွန်တော်တို့ပေါ့နော်စသွားပါမယ်ရေလေဖျားကိုဒီလမ်းနေသွားရမယ်ဒီလမ်းတစ်တလေးကနေစသွားရမယ်တစ်တလေးပဲဒါထက်လင်းနိုင်မှာထက်လင်းနိုင်ရှင်းပြနေပေါ့နော်ကျွန်တော်တို့အခုမှပထမအဆုံးရောက်တာဆိုတော့ तू ကရောက်တာကြာပြီတဲ့ဒီခဏတော့ရောက်ဖူးတယ်ပေါ့နော်အစသွားပါပြီ तू ရေထဲမှာတကယ်ထူးဆန်းတယ်အဲ့လိုလေလမ်းလေးတစ်တလေးမှာ तू ရေရတော့အခုချိန်ကတော့မတက်သေးဘူးနဲ့တို့မိုးတွင်းတော့ရောက်နေပြီဒီလိုရေမများတဲ့အချိန်သွားတာအကောင်းဆုံးပေါ့နော်သွားလိုက်တာအကောင်းဆုံးပေါ့နောက်ဆိုရင်နည်းနည်းရေများလိုက်ရင်တော့နည်းနည်းအန်ဒီရများမဲ့ပုံမယ်ကျွန်တော်တို့သွားတယ်ဟုတ်ဘက်မှာဖယားနှစ်စုပဲရှိတယ်ဒီရေလေဖယားတက်မှာဆိုတော့လေသွားကြတဲ့တပ်ပုံတွေရိုက်လိုက်ပါလိုက်ပေါ့ပြန်ခဲ့ပြီဒါပြန်လာမသိဘူးရောက်သွားတော့မပြလိုက်ပါဘူးဒါပြန်ခဲ့ပြီပြန်လန်းဒါကျတော့ဒါစေးဝင်ဝဲတယ်ပေါ့နော်3000ခွဲတယ်အေးဟာစားရလားပါလဲတော့မသိဘူးပစ္စည်းတွေတော့တော်တော်စေးကြီးတယ်သူတို့လေရေထွက်ပစ္စည်းလေးတွေကိုသူတို့အလှဆင်ထားတယ်ပေါ့နော်အမှဂုံလာခယူလာရောက်သွားလာလိုမျိုးတွေဒါကျတော့ကျဲ9လားမသိဘူးတိုက်ရကြောက်စီအိုင်ကျွန်တော်တို့အင်ဂျီတွေဝင်ဝယ်တယ်ပေါ့နော်ဒါလိုက်ပို့တဲ့အမိုးကအင်ဂျီတွေလက်ဆောင်ဝယ်ပေးပါတယ်ဈေးဝယ်တော့ကလည်းအရန်ပူတယ်ဒီလိုမျိုးဖရာရိတ်တရားရိတ်ရောက်သွားရင်အရန်အေးချမ်းတယ်အဲ့လိုမျိုးဒါပြီးရင်ကျွန်တော်တို့ဘာလဲနှစ်ကားစားလားမသိဘူးသွားကျွေးမှအေးကြလို့စင်ခရက်ပေါင်းစုံနဲ့ကျွန်တော်တို့ခရက်ထားပါဦးမယ်เนาะစလာပါရေးမှာတောင်းနေတဲ့ပုံစံမျိုးဒါဟုတ်ကျွန်တော်သွားအမေးတယ်ငါဒါကြတော့ငါးစားကျွေးလားမဟုတ်ဘူးတဲ့ငကားစားကျွေးတယ်ဟာတဲ့အဲ့ဆိုနည်းနည်းကိုမရောက်ဘူးတူလေးပထမအဆုံးအတွေ့အကြုံဆိုတော့အမှသွားပြီးတော့မှကျွန်တော်တို့ငကားစားသွားကျွေးတယ်ပေါ့နော်ငကားစားသွားကျွေးတယ်အဲ့ဒါကိုဒီဘာလဲမြေအိုးနဲ့တပိတ်အိုးဆိုပြီးသူနှမျိုးရှိတယ်အမှတပိတ်ကိုပေါ့နော်ရေထဲမျောမလားမမျောရဘူးလားဆိုတာညင်းနေကြတာအမှန်တကယ်ကျွန်တော်ကသိချမေးခဲ့ပြီးမဟုတ်ဘူးကျွန်တော်ပေါ့နော်သိချမေးခဲ့ပြီးဒီတပိတ်ကောတစ်ခါတည်းမျောရမှာသူကကျတော့ငကားစာကျွေးတာဆိုတော့မရဘူးသူတို့တွေကပြန်မေးခိုင်းတာမပြန်မေးခိုင်းတဲ့ဟာကျတော့ပပါတော့ဘူးလားမသိဘူးရေးစရာခရက်ထားနေကြတယ်ကြည့်ငားစာလည်းသူများကျွေးနေကြလေသူလောင်းချမလားပေါ့နော်တပိတ်ထဲကပေါက်နဲ့ပေါက်ရဲ့နှုတ်ရဲ့အဲ့ဒါကိုရေထဲလောင်းချမလားမဟုတ်ဘူးအမိုးမဟုတ်ဘူးစစီဆိုင်နဲ့လည်းညင်းရတယ်မမျောနေကြပြီသူမေးပြီးနေတူတယ်မျောနေကြပြီဒါတပိတ်မျောမျောပြီးတော့ငကားစာကျွေးတယ်ပေါ့နော်ဒါကတော့ဘလို့အယူဆလဲတော့မသိဘူးကန်တက်တယ်ပေါ့ပေါက်နဲ့ပေါက်ကျွေးရင်ပေါက်မြောက်ရှိတယ်ပေါ့နှုတ်ကတော့ဘာအတိတ်ပဲလည်းမသိဘူးဒါကတော့ကျွန်တော်တို့ကျဥကတိုင်မပါတော့နဲ့တူတယ်စစ်စဲကန်းချီတောင်ရောက်ခဲ့ပြီဒါစစ်စဲကန်းချီရောက်ခဲ့မှာဆက်စီဆိုင်ရန်ပဲများပြီးလာကြတယ်သူသွားပြီးကျွန်တော်တို့ဟိုအဝေးကြီးလေးအေးစိတ်နေတော့ဒီအေးကားစီရတာဒါပေမဲ့ဒီအချိန်မှာရန်ပူလေး12နာရီတနာရီလားမသိဘူး12နာရီလားမသိဘူးအဲ့အချိန်ရောက်သွားကြတယ်အိုးပူလဲပူတယ်ပျော်လဲပျော်စရာကောင်းတယ်မတရားနဲ့တရားတက်တော်တွေရိုက်ကြပေါ့ဆယ်လီပေါင်းဆုံးသွားတွေ့နေကြပေါ့ဆောက်စကားများတဲ့အချင်းအဲ့လိုမျိုးပဲချစ်သူပါပေါ့မပေးရအမူလိုက်ပို့တာပါခင်ဗျာရေပြတယ်ဟိုမှာမိန်းကလေးတွေကသူတို့တွေပဲများပြီးတော့လေကန်ချင်မှရေနောက်ကိုပါသွားမှာဖြစ်ဝမ်ဝီဘိုလည်းမျိုးပဲကလေးပေါက်စားလို့ပဲဆော့တယ်မရအောင်ကလေးစိတ်ကမပြောက်သေးဘူးအသက်တာကြီးလာတာမြင်းစီးမဲ့အမှန်တကယ်မစီးရဲဘူးကျွန်တော်မြင်းရောက်လာတော့ကအသေးကြောက်တယ်ထွက်ပါပြေးခြင်းတယ်ဒါပေမဲ့သူတို့မြင်လိုက်တယ်ရင်တော့ပေါ့နော်ဒါပေမဲ့ဒီကောက်နဲ့တကောင်9000နဲ့ဆေးတော့နည်းနည်းတော့ကြီးတယ်ပေါ့နော်ဒါပေမဲ့လည်းသူတို့ပြင်ပန်းနဲ့အလုပ်ရှာတော့ဆိုကျွန်တော်လည်းစီးပေးလိုက်တယ်အားပေးမှုတွေကျေးဇူးတင်ပါတယ်ခင်ဗျာ